တိုးတက်မှုတွေဖြစ်ချင်တဲ့ဆိုရင်ကိုမေးခွန်းတွေများမေးပါငါဘာဖြစ်ချင်တာလဲငါအခုလုပ်နေတဲ့အရာတွေကငါအတွက်ဘာအကျိုးရှိလဲဘာတွေအကျိုးရောက်စီလဲငါနောက်ထပ်ဘာတွေလေးလာတင်ယူဖို့လိုအပ်သေးလဲမေးခွန်းတွေကိုများမေးပါအဲ့လိုမေးပြီဆိုရင်အဖြေဆိုတာထွက်လာပါလိမ့်မယ်အဲ့ဒီအဖြေတွေကကျွန်တော်တို့ဘဝကိုအပြောင်းလဲဖြစ်စေမယ့်အရာတွေပါအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဆရာပြေခံရေးထားတဲ့ရှေ့တလန်တိုပြီးဥဆောင်လိုက်ပါဆိုတဲ့စာအုပ်ကိုပြပြပေးသွားပါမယ်ဆရာကစာရေးဆရာတော့မဟုတ်ပါဘူး personal development business စတာတွေကိုကိုချင်းပေးနေတဲ့ trainer တူပါစာအုပ်ထဲမှာကအပိုင်း၅ပိုင်းပါပါတယ်အဲ့ဒီ၅ပိုင်းတွေကအခုပထမ2ပိုင်းဖြစ်တဲ့မိမိကိုစတင်ပြောင်းလဲခြင်းနဲ့အောင်မြင်မှုနဲ့ဘဝ၏ပျော်ရွှင်မှုဒီထဲမှာပါတဲ့အကြောင်းအရာလေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်မိမိကိုစတင်ပြောင်းလဲခြင်းငါပြောင်းလဲရတော့မယ်လို့အတွေးဝင်လာတဲ့အချိန်မှာစတင်ပြောင်းလဲလိုက်ပါအရင်ဆုံးမကောင်းတဲ့အလေးချင်းတွေကိုစပြောင်းမှာအခုချိန်ဒီပြင်းလို့ဆိုပြီးဘာမှမလုပ်ချင်ဘူးဖြစ်နေလားအဲ့ဒီပြင်းနေတဲ့စိတ်ကိုစပြောင်းမှာကိုက comfort zone တွေကလာတဲ့သူတယောက်ဆိုရင်တော့အစမှာအဆင်မပြေတာလေးတွေရှိနိုင်ပါတယ်ဥပမာကျွန်တော်တို့စာဖတ်တဲ့အလေးချင်းတစ်ခုကိုစကျင်နေဆိုပါစို့အဲ့ဒါဆိုရင်21ရက်တိတိဇက်တိုက်တရက်မှမပြတ်ဖဲနဲ့စာဖတ်ကြည့်ပါအဲ့ဒါကကျွန်တော်တို့အတွက် daily routine တစ်ခုဖြစ်လာပါလိမ့်မယ်အလေးချင်းကောင်းနေဖြစ်လာဖို့အတွက်ဆိုရင်21ရက်တိတိတော့အချိန်ပြရပါတယ်အဲ့ဒီနောက်ပိုင်းကတော့သူ့ဟာနဲ့သူအဆင်ပြေသွားပါလိမ့်မယ်တစ်ဆက်တည်းတီးစိမ့်နဲ့မတီးစိမ့်နဲ့အားပြိုင်မှုလေးကိုပြောပြပေးပါမယ်နေ့စဉ်တီးစိမ့်ကိုအသုံးပြုပြီးတော့ကျွန်တော်တို့အလုပ်လုပ်နေတဲ့အရာတွေက5 to 10% ရှိနေပြီးတော့မတီးစိမ့်အလေးအကျဉ်းကနေလုပ်နေတဲ့အရာတွေက90 to 95% ရှိပါတယ်အဲ့တော့ကျွန်တော်တို့ကောင်းတဲ့အရာတွေဆိုရင်မတီးစိမ့်ထဲထိရောက်အောင်အလေးအကျဉ်းတစ်ခုဖြစ်လာအောင်အထိလုပ်ကြည့်ပါအလုပ်လုပ်ရင်လည်း100% effort စိုက်တော့ပါမလုပ်ရင်လုံးမလုပ်ပါနဲ့လုပ်ပြီးဟေ့ဆိုရင်လည်းအကောင်းဆုံး performance တွေကိုပဲချပြပါအဲ့ဒါမှလည်းကျွန်တော်တို့အတွက်အကောင်းဆုံးဆိုတဲ့ရလဒ်တွေရရှိမှာပဲဖြစ်ပါတယ်ဒီစာအုပ်ထဲကဆရာရေးထားတာလေးတခုဆရာပြေခိုင်းရဲ့ဗီဒီယိုတွေကိုကြည့်ဘူးတယ်ဆိုရင်တော့မိတ်ဆွေတို့ဒီစကားလေးကိုကြားဖို့ပါလိမ့်မယ်ကောင်းတာလုပ်တဲ့အရာကိုဟီးရိုးလို့ခေါ်ပြီးတော့မကောင်းတာလုပ်နေတဲ့အကောင်တွေကိုဂျင်းကောင်လို့ခေါ်ပါတယ်အဲ့တော့ဂျင်းကောင်တွေကိုအတက်နိုင်ဆုံးကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာမရှိအောင်လုပ်ပါအဲ့ဒီဂျင်းကောင်တွေကကျွန်တော်တို့ဘဝတိုးတက်မှုတွေကိုပိတ်ဆို့နေတဲ့အကောင်တွေပဲဖြစ်ပါတယ်လူတစ်ယောက်ဘဝမှာတိုးတက်စေဖို့အတွက် time management ကလည်းအရေးကြီးပါတယ်အချိန်တွေကိုဘယ်လိုအသုံးချနေလဲအားလက်ချိန်တွေမှာဆိုရင်ကိုဘာတွေလုပ်တတ်လဲအဲ့ဒါတွေကကျွန်တော်တို့ဘဝကိုအပြောင်းလဲဖြစ်စေမယ့်အရာတွေပါလူတစ်ယောက်ရဲ့အနာဂတ်ကိုသိကျင်နေဆိုရင်အဲ့ဒီလူအားလက်ချိန်မှာဘာတွေလုပ်နေလဲဆိုတဲ့အပေါ်မှာပဲမူတည်တဲ့ကျွန်တော်တို့အလုပ်သွားတဲ့အချိန်ဘတ်ကားပေါ်မှာတော့မှအချိန်ကိုအကျိုးရှိအသုံးချလို့ရပါတယ် audio book နားထောင်တာမျိုး pocket တစ်ခုနားထောင်နေတာမျိုးတွေလုပ်လို့ရပါတယ်ကျွန်တော်တို့အတွက်က no extra time မှာမြန်မာစကားပုံမှာလည်းရှိပါတယ်အချိန်နဲ့ဒီရည်သည်လူကိုမဆောင်ကျွန်တော်တို့ကရက်နေသည်ဖြစ်စေပွားနေသည်ဖြစ်စေသိကြတာတစ်ခုကအချိန်ကတော့ရက်နေမှာမဟုတ်ဘူးအမြဲတမ်းသွားနေမှာပါအဲ့တော့ကျွန်တော်တို့တနေ့စာတနေ့လေးလှုပ်ရှားရှိတာလေးတွေကိုလှုပ်သွားပါအမြဲတမ်းစူးစမ်းနေရမယ်လို့ပြောတာမဟုတ်ပါဘူးစိတ်ရောကိုယ်ရောအနာပေးရမယ့်အချိန်လေးတွေလည်းရှိဖို့လိုအပ်ပါတယ်အနာယူတဲ့အချိန်ပျော်ရွှင်ရမယ့်အချိန်တွေမှာဆိုရင်လည်း100%ပျော်ရွှင်မှာကိုယ့်ဘဝအတွက်စူးစမ်းအလုပ်လုပ်နေရတဲ့အချိန်တွေမှာဆိုရင်လည်း100%လုပ်ပါကျွန်တော်တို့ဘယ်မှာမွေးကျင်တဲ့ဘသူသားသမီးဖြစ်ချင်တယ်ဆိုပြီးတော့ရွေးချယ်ပိုင်ခွင့်မရှိပါဘူးဒါပေမဲ့ကိုယ့်ဘဝမှာကိုဘာဖြစ်ချင်လဲဆိုတာကိုတော့ရွေးချယ်ပိုင်ခွင့်ရှိပါတယ်ကိုဖြစ်ချင်တဲ့အရာတွေဖြစ်လာစေဖို့အတွက်တားဆီးပိတ်ပင်နေတဲ့အရာတခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ BET bad လို့ခေါ်တဲ့အဲ့ရပါအဲ့ဒီ bad ကို definition ဖွဲ့မယ်ဆိုရင်B blame EHUD deny blame အပြစ်တင်တာကိုနိုင်ကဘာမှမဟုတ်တခြားသူတွေကိုလိုက် blame နေကိုအမားဖြစ်တယ်ဆိုရင်လည်းသူများကိုအပြစ်တင်နေလက်ညှိုးထိုးတယ်ကိုမှန်တယ်ပဲထင်တယ်ဘသူ့ကိုမှဂရုမစိုက်ဘူး HU စင်ကြီးပေးတာလူတိုင်းစင်ကြီးပေးတတ်ပါတယ်လွယ်ကူတယ်လေအလုံးနောက်ကြတယ်မီးဝိုင်းပိတ်နေလို့ကားကြီးကြက်နေလို့ကားကဘာဖြစ်နေလို့အမျိုးစင်ကြီးပေးလို့ရပါတယ်ကျွန်တော်တို့ဘဝမှာ grow ဖြစ်စေဖို့အတွက်ဆိုရင်တော့စင်ကြီးတွေမပေးမိအောင်နေမှရပါလိမ့်မယ်တနိုင်ညင်းဆိုခြင်းဘသူဘာပြောဖင်ပိတ်နေတာကိုလုံးနေတဲ့အရာတစ်ခုကိုတခြားသူတယောက်ကမင်းဒါလေးကဘလို့ဖြစ်နေရင်တော့ဘယ်အရာလေးကိုတော့ပြောင်းကြည့်ပါလားလို့အကြံပေးတယ်မသိဘူးငါလုံနေတာမှန်တယ်ငါဒီလုံနေတာကြားပေါ့စကားပြောရင်လည်းမတရားအညှင်းတန်တာအဲ့ဒါကိုငါ့ကိုနိုင်အောင်ပြောနိုင်တဲ့သူမရှိဘူးဆိုပြီးတော့သူတို့ကဂုဏ်ယူသေးတာအဲ့လိုလူတွေကကိုယ့်ရဲ့အခွင့်အလမ်းကိုကိုယ်တိုင်ပိတ်နေရတဲ့အတူတူပါပဲသူများက positive နဲ့အကြံပေးတယ်ဆိုရင်ကျွန်တော်တို့လက်ခံရပါမယ်အဲ့ဒါမှလည်းကျွန်တော်တို့ကဒီတက်ကောင်းတဲ့အရာတွေကိုပိုင်ဆိုင်နိုင်မှာပါတိုးတက်မှုတွေဖြစ်ချင်တဲ့ဆိုရင်ကိုမေးခွန်းတွေများမေးပါငါဘာဖြစ်ချင်တာလဲငါအခုလုပ်နေတဲ့အရာတွေကငါအတွက်ဘာအကျိုးရှိလဲဘာတွေအကျိုးရောက်စီလဲငါနောက်ထပ်ဘာတွေလေးလာတင်ယူဖို့လိုအပ်သေးလဲမေးခွန်းတွေကိုများမေးပါအဲ့လိုမေးပြီဆိုရင်အဖြေဆိုတာထွက်လာပါလိမ့်မယ်အဲ့ဒီအဖြေတွေကကျွန်တော်တို့ဘဝကိုအပြောင်းလဲဖြစ်စေမယ့်အရာတွေပါတချို့မေးခွန်းတွေကိုတော့ပြောင်းလဲပြဖို့လိုအပ်ပါတယ်မနေ့ကနိုးလာပြီငါဆက်ပြီးတော့အိမ်မလားဒါမှမဟုတ်လေ့ကျင့်ခန်းလုပ်မလားအဲ့လိုမေးတာထက်
ငါလေ့ကျင့်ခန်းလုပ်မလားစာအုပ်ဖတ်မလားဒီလိုမျိုးပြောင်းလဲပြဖို့လိုအပ်ပါတယ် change your caution change your life ပါရီမန်းချက်ပန်းနိုင်ရှိပါသေးကျွန်တော်တို့မှာဖြစ်ချင်တဲ့အိမ်မက်တွေရီမန်းချက်တွေမရှိဘူးဆိုရင်ဘဝကြီးကအတိတ်ပဲမဲ့နေပါလိမ့်မယ်လူဆိုတာကမျောလင်းချက်တွေရီမန်းချက်တွေနဲ့အသက်ရှင်ရတာပါရှိတယ်ဆိုရင်လည်းဖြစ်လာဖို့အတွက်ကြိုးစားပါကိုကအခုတစ်လကို10သိန်းရတယ်ငါနောက်နှစ်ပထမလ January ကစပြီးတော့15သိန်းဝင်ရမယ်ဒီလိုမျိုးကိုယ့်ရဲ့ goals တွေကိုဘယ်နေ့မှဖြစ်ရမလဲဆိုတော့ရက်အတိအကျရှိရင်တော့အကောင်းဆုံးပဲအဲ့ဒါမှကိုဘာတွေလိုအပ်လဲဆိုတာကိုသိရမှာသိရင်အဲ့ဒီလိုအပ်ချက်တွေကိုသင်ယူပေါ့လုံနေကြအရာတွေကိုပဲလုံနေရင်သိကြအောင်မိတ်ဆွေတို့ဘဝမှာရနေကြအရာတွေပဲရပါလိမ့်မယ်ကျွန်တော်အသစ်သောအရာတွေဖြစ်လာစေဖို့အတွက်ကျွန်တော်တို့ကိုယ်၌ကလည်းအသစ်သောအရာတွေကိုလုံနေဖို့လိုအပ်ပါတယ်လူတယောက်အောင်မြင်လာဖို့အတွက်ဒီစာအုပ်ထဲမှာရေးထားတဲ့အောင်မြင်မှုဖော်မြူလာလေးကိုပြောပြပေးချင်ပါတယ်နံပါတ်1အချက်ကတော့ purpose ရည်ရွယ်ချက်ကိုကအောင်မြင်တဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင်တော့ရည်ရွယ်ချက်ပန်းနိုင်ရှိရပါမယ်ကိုဘာဖြစ်ချင်လဲဘယ်နဲ့ပဲမှာအောင်မြင်ချင်တာလဲဒါတွေသိဖို့လိုပါမယ်နံပါတ်2အချက်ကတော့ plan မဟာဗျူဟာပေါ့ကျွန်တော်တို့ရည်မှန်းချက်ပန်းနိုင်ရှိနေပြီအဲ့ဒါတွေဖြစ်လာစေဖို့အတွက်ဘယ်လိုလုပ်ရမလဲဆိုတဲ့ plan ရှိရပါမယ်အဲ့ဒါမှလည်းကျွန်တော်တို့သွားချင်တဲ့ goals ကိုတိတိကျကျရောက်မှာပါနောက်ဆုံးတစ်ချက်ကတော့ actionတကယ်လိုက်လို့ချင်မှာရီမန်းချက်လည်းရှိပြီးအဲ့ဒါတွေကိုဘယ်လိုလုပ်ရမလဲဆိုတဲ့ plan လည်းရှိနေပြီဆိုရင်နောက်ကနေလိုက်လို့ဖို့ပဲလိုပါတော့တယ် purpose နဲ့ plan နဲ့ရှိပြီးတော့ action မရှိဘူးဆိုရင်လည်းမိတ်ဆွေတို့ဘာမှဖြစ်လာမှာမဟုတ်ပါဘူးပျော်ရွှင်မှုအကြောင်းလေးပြောအောင်မိတ်ဆွေတို့ဘဝမှာပျော်ရွှင်ခြင်းနဲ့ဆိုရင်လွယ်ကူတဲ့အရာလေးတွေပေါ်မှာပဲအတိတ်ပဲဖွင့်ဆိုထားပါဘယ်လိုမျိုးလဲဆိုတော့ငါဘာပစ္စည်းကြီးရမှညာပစ္စည်းကြီးရမှဆိုတာထက်လွယ်နဲ့ရနိုင်တဲ့အရာလေးတွေအပေါ်မှာကိုယ့်ရဲ့ပျော်ရွှင်မှုကိုထားပါအဲ့လိုမျိုးတန်မိုးကြီးတဲ့အရာတွေကရှားတော့ခဏပါပဲပြီးရင်အဲ့ဒီပျော်ရွှင်မှုကြီးကပျောက်သွားနေတိုင်းရနိုင်မဲ့လမ်းရှောင်းဝါလို့ပြောတာမိသားစုတငယ်ချင်းတွေနဲ့စကားပြောနေရရင်ပြောတာကိုယ့်ရဲ့ကောင်းလေးကောင်းမလေးဒါမှမဟုတ်ကိုယ့်ရဲ့ဇနီးခင်မွန်းသူတို့နဲ့အတူရှိနေချိန်နေဆိုရင်ပြောတာဒီလိုမျိုးလွယ်ကူတဲ့အခြေအနေတွေမှာပဲကိုယ့်ရဲ့ပျော်ရွှင်မှုကိုထားပါနောက်ပြီးကို control လုပ်လို့မရတဲ့အရာတွေအတွက်ခေါင်းထဲကိုမထည့်ပါနဲ့မီးပြတ်တာမိုးရတာဒါတွေကကျွန်တော်တို့ဘာမှလုပ်လို့မရပါဘူးဒါတွေကိုခေါင်းထဲမထည့်ရင်တော့မိတ်ဆွေတို့စိတ်ညစ်စရာတခုရော့သွားပါလိမ့်မယ်ကျွန်တော်တို့ပျော်ရွှင်စေဖို့အတွက်80%ကိုပဲအာယုံစိုက်ပါကြံတဲ့အစင်မပြေမှု20%ကိုဂယုမစိုက်ပါနဲ့လစ်လူရှုထားလိုက်ပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီစာအုပ်ရဲ့ပထမ2ပိုင်းမှာပါတဲ့အကြောင်းအရာလေးကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်မိတ်ဆွေတို့လည်းဒီစာအုပ်ကိုဖတ်ဖူးတယ်ဆိုရင်ကိုရလိုက်တဲ့ဗဟုသုတလေးတွေကိုပြောပြခဲ့ပါအောင်စာအုပ်ရဲ့တန်ဖိုးကတော့12000ကျပ်ပါအပိုင်း2လည်းလာဖို့ရှိပါတယ်စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ဗီဒီယိုကိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံးထိကြပါမယ်တာယာပျော်ရွှင်မဲ့ကောင်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေ